နာမည်ကတော့ကိုထိတ်လဲမှာရန်ကုန်တိုင်းဒေသကြီးကွန်မြူနတီဝန်ထမ်းဥက္ကဋ္ဌတောင်ထမ်းဆောင်ပါတယ်ဒီနေ့ကျွန်တော် MO လက်မှတ်ထိုးရတော့ကျွန်တော်တို့ဒီနှစ်သိန်းပေါင်းပေါ့နော်နှစ်သိန်းပေါင်းပြီးတော့ကျွန်တော်တို့ဒီအသင်းနှစ်သိန်းရဲ့အသင်းသားအတီးတီးအကျိုးရှိအောင်ရောကျွန်တော်တို့အများအတွက်အကျိုးရှိအောင်ရောလုပ်ငန်းတွေကျွန်တော်တို့ကပူးပေါင်းပြီးတော့လုပ်ဖို့အတွက်အဓိကရွယ်ပြီးထိုးတာပေါ့နော်ကျွန်တော်ကတော့အကြီးကြီးမမရမယ်လို့တော့မျှော်လင့်နေဘာလို့ကျွန်တော်တို့ကွန်ပျူတာဒီဝါနာရှင်အသင်းဝင်အသင်းသားတွေကျွန်တော်တို့အများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်တို့အသင်းစာဝင်တွေကဘယ်ကဏ္ဍကိုစိတ်ဝင်စားလဲဆိုပြီးရွေးချယ်ပြီးတော့ဝင်ရတာပေါ့ကဏ္ဍ12ခုလောက်ရှိတယ်အဲ့ထဲမှာကျွန်တော်တို့ဘာတွေပါလဲဆိုရင်ဒီခုနက content creation တို့ video editing တို့လည်းပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီဟာကတော့သူတို့ software 3နည်းလောက်ပဲသူတို့တက်တာပေါ့လေဒါပေမဲ့အဲ့လိုဟာမျိုးကျွန်တော်တို့ဒီဘက်ကစီယုံနဲ့ပေါင်းတဲ့ခါကျတော့စီယုံဘက်ကနေပြီးဒီအခြေခံတကယ်ကိုလိုအပ်တဲ့ theory တွေ concept တွေဒါတွေကိုကျွန်တော်တို့ကရမှာသူတို့ကကျွန်တော်တို့ကြာဘာလို့ခေါ်လဲဆိုတော့အထူးစိတ်ဝင်စားသူများအုပ်စုပေါ့ special interest group လို့ခေါ်ကျွန်တော်တို့အသင်းသားတွေအဲ့လိုအုပ်စုလိုက်ကလေးရှိနေတာပေါ့ဘယ်ကဏ္ဍကိုစိတ်ဝင်စားတော့အသင်းသားများအုပ်စုဘယ်ကဏ္ဍကိုစိတ်ဝင်စားတော့ကျွန်တော်ရှိတာပေါ့အထူးသဖြင့်ကျွန်တော်တို့ဒီရုပ်ရှင်အစီအစဉ်နဲ့ပေါင်းတဲ့ခါမှာဘယ်လိုတွေအကောင်းဆုံးဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ဘက်ကခုနပြောတဲ့ဒီရုပ်ရှင် deep chat တို့ content creation တို့ video editing တို့ special effect လောက်တာနဲ့ပတ်သက်တဲ့ဒီတနေ့အသင်းသားတွေအတွက်တော့ဟိုအကြီးမားစွာတော့အကျိုးကျေးဇူးရမယ်လို့ထင်ပါတယ်ကျွန်တော်တို့ကတော့အဓိကတော့ဗောနော်ဟောပေါ့ဒီတင်တန်းနေနော်တင်တန်းနေခုနဝါနာပါတဲ့သူတွေတက်တာအခြေခံတက်ကြနဲ့ဟိုဖြစ်ထွန်းမှုမြန်မြန်ဆန်ဆန်ဖြစ်စင်မဲ့ကိစ္စတွေပေါ့တင်တန်းနေဟောပြောပွဲဆွေးနွေးပွဲဒါတွေလည်းကျွန်တော်တို့ကအကောင်းဆုံးလုပ်သွားမှာပါခင်ဗျာကျွန်တော်တို့ဒီအသင်းမှာကျွန်တော်တို့တင်တန်းနေဖွင့်ရင်လည်းကျွန်တော်တို့ဒီကုမနာဝါနာရှင်အသင်းကိုလည်းဝင်လို့ရတယ်လို့ဒီတင်တန်းကိုလည်းကျွန်တော်ရုပ်ရှင်စီးမှာဖွင့်မှာတင်တန်းတွေလည်းလာတက်ကြပါလို့ဖိတ်ခေါ်ကြပါတယ်ကျွန်တော်မြန်မာနိုင်ငံရုပ်ရှင်စီးရုံကတွဲဘက်တွဲမှုနှစ်တောင်းအောင်ကိုထပ်ဆောင်နေတဲ့ဦးချမ်းသာကြီးစုဖြစ်ပါတယ်ခင်ဗျအကျိုးဆက်ရလက်နေတဲ့ကျွန်တော်တို့မျှော်မှန်းတာကတော့ပထမအဆင့်အနေနဲ့ကျွန်တော်လူစားရင်းမြစ်ဒီကျွန်တော်တို့မွေးထုတ်ရမှာပေါ့မွေးထုတ်တဲ့နေရာမှာကျွန်တော်လူငယ်တွေကဒီရုပ်ရှင်ဝါသနာပါတယ်ဒီအခုဆိုရှင်ခေတ်စားနေတဲ့ online content တွေမှာဆိုလို့ရှိရင်ဒါတွေကိုဥပဒေနဲ့အညီဖြစ်အောင်ဘယ်လိုလုပ်ကြမလဲနောက်တစ်ခါနည်းပညာရေးစနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲနောက်တော့အနုပညာရေးကောစနစ်တကျဖြစ်အောင်ဘယ်လိုဖန်တီးကြမလဲဆိုတော့ဒါအဆင့်တွေကိုကျွန်တော်တို့အယူဆုံးတင်တန်းနေဖွင့်မယ်ပြီးတော့ခါကျလူစားရင်းမြစ်တွေမွေးထုတ်မယ်အဲ့ဒါနေပဲကျွန်တော်တို့ကဒီလူစားရင်းမြစ်တွေကျွန်တော်ရရှိရခါမှာဒီနှစ်သိန်းရဲ့ရလက်တွေကိုဆက်လက်အကောင့်ထဲပေါ်နိုင်မယ်လို့ကျွန်တော်ကအဲ့လိုမျှော်မှန်းပြီးတော့သွားတာအဲ့လိုဒီမွေးထုတ်တဲ့ခြင်းအဖြစ်ကျွန်တော်တို့ရှိမှာကအခုပါဆိုတော့ရုပ်ရှင်စီးုံမှာဆိုရှင်ဒီ generation league ဖြစ်နေပါတော့ဒီမျိုးစောစောဥက္ကဋ္ဌကြီးလည်းမရှိသွားသလိုပေါ့ကျွန်တော်တို့ဥဆောင်တဲ့လူတွေကလူကြီးပိုင်းတွေရမ်းများပြီးတော့ခါကျလူငယ်ပိုင်းဆိုကျွန်တော်ဒါဒီထဲမှာအသက်ငယ်ဆုံးလို့ပြောရကျွန်တော်အသက်ငယ်ဆုံးဆိုတော့အသက်50တော့ကတ်နေပြီဒီနောက်ထပ်ဒီလူငယ်30ပိုင်းတွေဒီကဥဆောင်ပြီးတော့ဒီနည်းပညာပိုင်းတွေမှာဥဆောင်နိုင်ရမှာအဲ့လိုမျိုးဥဆောင်နိုင်တဲ့ဒီမျိုးဆက်ကထွက်မလာတဲ့ကြောင့်ကျွန်တော်အဲ့မျိုးဆက်ကိုမျှော်လင့်ပြီးတော့ဒီမွေးထုတ်ဖို့အတွက်ကိုဒီတင်တဲ့နေရာတွေထောက်ကူပြုမယ်အဲ့လိုထောက်ကူပြုလို့ရှိရင်အခုဒီရုပ်ရှင်မှာများသောအားဖြင့်ကတော့ကျွန်တော်တို့ကအနုပညာပဲနားလဲနည်းပညာကြတော့ကျွန်တော်အခက်အခဲရှိတဲ့အခါမှာနိုင်ငံတကာတိုးတဲ့နေရာအစားအများကြီးနှင်ခံရတယ်ကျွန်တော်တို့ကဆိုလို့ရှိရင်ငယ်ငယ်တော့ဒီစနစ်မဲ့ကြပဲကျွန်တော်ကကိုယ့်ဘာသာကိုလေ့လာပြီးသွားတဲ့အခါကျတော့ဒီနိုင်ငံတကာသွားတဲ့နေရာမှာကျွန်တော်တို့ကသူများနဲ့ရှင်လို့ရှိရင်တပန်းတော့ရှုံးတယ်အဲ့လိုရှုံးတဲ့ကိစ္စမျိုးတွေမဖြစ်အောင်ဆိုပြီးတော့ဒီတင်တဲ့နေရာတွေအများကြီးထောက်ကူဖြစ်နေတဲ့အတွက်ကြောင့်ဒီလိုမျိုးဒီနဲ့သင်ပေါင်းပြီးတော့နည်းပညာကိုဒီဘက်ကကိုဒီလိုဘက်ကနေပဲကျွန်တော်တို့ပံ့ပိုးမယ်ကျွန်တော်တို့ဘက်ကလည်းဒီဘက်ကဝါသနာရှင်ပါတဲ့လူငယ်တွေကိုကျွန်တော်တို့ကနီးမှန်လမ်းမှန်နဲ့ကျွန်တော်ကလမ်းကြောင်းပေါ်ထိုးတင်ပေးတဲ့ခြင်းအပြင်ရုပ်ရှင်အတွက်ကိုအများကြီးအကျိုးရှိမယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ်ယုံကြည်ပါဒီလိုတင်နန်းတွေကိုကျွန်တော်တို့ကရုပ်ရှင်စီယုံကနေဖွင့်လိုက်ပြီးအခါမှာဒီနောက်တစ်ချက်ကဘာလဲဆိုတော့သူတို့ကပညာတက်သွားပြီပညာတက်သူတို့ဒီတိလိုက်ရဲ့ knowledge တွေသူတို့ရဲ့အရေးချင်းတွေကိုသူတို့အသုံးချမယ်ခက်ကွင်းနေလို့တာပေါ့အဲ့ဒီတော့ကိုကျွန်တော်တို့ကလည်းဒီအခုဘာညှိနှိုင်းနေဆိုတဲ့ခါကျကျွန်တော်နဲ့ဆက်ဆက်တဲ့ application တွေရုပ်သံတွေကိုကျွန်တော်ကညှိနှိုင်းနေရသူတို့ရှိမှကျွန်တော်ဒီကလေးတွေကိုကျွန်တော်အောင်ကြော့တွေဘယ်လောက်ပေးနိုင်မလဲဒီပေါ့သူတို့အဓိကကလေးတွေအတွက်လိုအပ်တာကအတွေ့အကြုံရဖို့အတွက်ဆိုတာတကယ်လုပ်ငန်းခွင်နဲ့ဝင်မှရမှာအဲ့ဒါကြောင့်အဲ့လုပ်ငန်းခွင်နဲ့ဝင်ဖို့အတွက်ကိုကျွန်တော်ကလုပ်ငန်းရှင်အနေနဲ့ကျွန်တော်တို့မှာရှိရထုတ်လို့သူတွေဒီရုပ်သံထုတ်လွှင့်သူတွေနဲ့ကျွန်တော်ကချိတ်ဆက်ပေးမယ်ဒါဆိုလို့ရှိရင်ဒီကလေးတွေအတွက်ကအတွေ့အကြုံကောင်းရမယ်အဲ့လိုအတွေ့အကြုံကောင်းရတဲ့ကလေးတွေကပညာရှင်တွေဖြစ်လာမယ်အတွေ့အကြုံတွေရင့်ကျက်တဲ့အခါမှာပညာရှင်တွေဖြစ်လာမယ်အဲ့အတွက်ကြောင့်ဒီကလေးတွေကဒီတင်တဲ့ကိုတက်ချင်ဖြစ်လာတော့ကျွန်တော်တို့ကအများကြီးဒီကလေးတွေကိုကျွန်တော်တို့ဟိုထောက်ပံ့ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်
မနာမည်ကတော့ UI ဦးပါအခုဒီကွန်ပျူတာဝါသနာရှင်အသင်းမှာဒုက္ခတယောက်အနေနဲ့ပါဝင်ပြီးတော့လှူရှားပေးနေပါတယ်။အော်ဒီကတော့မတို့အသင်းကပေါ့နော်ဒီရုပ်ရှင်အစည်းအရုံးနဲ့ပူးပေါင်းပြီးလုပ်မဲ့ဟာလေးကိုမှအားပေးတယ်။ဒါကတော့တကယ်တော့ဥက္ကဋ္ဌစီစဉ်တာပေါ့။ဒါပေမဲ့ဥက္ကဋ္ဌနဲ့အသင်းဖွဲ့တွေမှာရှိတဲ့member တွေအကုန်လုံးရောမတို့ဒီဥဆောင်ပေးနေတဲ့ဒုက္ကဋ္ဌတွေကတချို့တွေကလည်းမတက်ရောက်နိုင်ဘူး။ဒါပွဲတွေကများတယ်မတို့ကလည်းအသင်းဖွဲ့တွေများတဲ့ခါကြတော့ပေါ့နော်။ဒါပေမဲ့အားလုံးရဲ့ကိုစားလဲအမနေပြီးတော့အမဒုက္ကဋ္ဌမှာအမညီမတွေလည်းပါတယ်ဆိုတော့ကိုစားလဲလာတက်ပေးတာပေါ့နော်။တက်ပြီးရဆိုတာဒီအသင်းကြီးတကယ်ဥက္ကဋ္ဌဥဆောင်ပြီးလုပ်နေတဲ့အရာတွေမှာဒီဘက်ရုပ်ရှင်စီးကလူကြီးမင်းတွေလည်းဒါဥက္ကဋ္ဌကြီးတို့ဆိုလဲအသက်အရွယ်မှာခုနဥက္ကဋ္ဌကြီးဖိရှင်ရဲ့အစဆုံးမှရိုက်ထားတာပေါ့နော်။အော်လူကြီးတွေကလူငယ်တွေကိုလည်းတကယ်အားပေးပြီးတော့လက်တွဲခေါ်ခြင်းနဲ့နေရာတွေပေးပြီးတော့လူကြီးတွေအကြံဉာဏ်တွေလက်ညှိုးမှုတွေနဲ့ပေါ့နော်လူငယ်တွေရဲ့အကြံဉာဏ်အသစ်တွေနဲ့လည်းပူးပေါင်းပြီးဆောင်ရွက်ခြင်းနဲ့ဆိုတာသိရတဲ့အတွက်အရင်လည်းဝမ်းသာတယ်ပေါ့နော်။ဒီလိုမျိုးပူးပေါင်းပြီးတော့digital လောကတွေရော IT လောကတွေအဲ့လိုမျိုးမှာအမှုပညာရှင်တွေရဲ့အားတွေနဲ့ပေါ့နော်ဒီလိုထိုးဖောက်မယ်ဆိုရင်ပြည်သူတွေကလည်းတည်သွားမယ်ဆိုတော့အဲ့လိုမျိုးပေါ့စိတ်ကူးရင်ပြီးတော့ပေါ့နော်အမလည်းဒါအမူယူတော့အမကလေအခုတေချာလေးမှာကြီးညာလိုက်တဲ့ခါကျတော့ပို့ပြီးတော့ဒီထဲမှာဖတ်လိုက်တာထဲတောင်ပို့ပြီးတော့ထိရောက်သွားတာပေါ့နော်စိတ်ထဲမှာလောက်ရမယ်လုပ်ငန်းစဉ်လေးတွေကိုလည်းဝမ်းသာမိပါတယ်တို့ဝါသနာရှင်အသင်းကလည်းဒီကွန်ပျူတာလို့သာတက်ပင်ပဲပေါ့နော်ဒီကွန်ပျူတာနဲ့ဆက်ဆက်ပြီးခုလို digital kit တွေ IT kit တွေမှာဒါတွေကိုအမတို့ကသိစေခြင်းနဲ့တချို့ကျောင်းသူကျောင်းသားလေးတွေဆိုလို့ရှိရင်ဒါတွေကိုအကျွမ်းတဝင်မရှိရှာဘူးကွန်ပျူတာဆိုတာလည်းမရှိရှာဘူးပေါ့နော်အဲ့လိုမျိုးအချိန်မှာအမတို့ကကွန်ပျူတာတွေသင်တန်းတွေပေးခြင်းနဲ့ကွန်ပျူတာနဲ့ဆက်ဆက်ပြီးတော့ဒီလောက်ရတဲ့ application တွေကိုလည်းသုံးသပ်စေခြင်းတဲ့အတွက်ပေါ့နော်သင်ပေးတာတွေအဲ့လိုမျိုးတွေအများကြီးအမတို့ကသင်ပေးခြင်းနဲ့အသင်းမှာလုပ်နေတဲ့လုပ်ငန်းစဉ်တွေရှိတယ်လို့အခုဒီရုပ်ရှင်စီယုံဘက်ကလည်းပူးပေါင်းပြီးတော့ပေါ့နော်ဒါလေးတွေအများပြည်သူသိအောင်အခုဆိုလဲဒါရုပ်ရှင်စီယုံနဲ့လုပ်တဲ့လုပ်ငန်းစဉ်လေးတွေမှာလည်းပူးပေါင်းပြီးတော့ပါဝင်ပေးမယ်ဆိုရင်ရုပ်ရှင်အမှုပညာရှင်တွေကပေါ့နော်ဖိတ်ခေါ်မယ်လာပြီးတော့ဒီလိုမျိုးတွေဆိုအားလုံးကကလေးတွေပို့ပြီးတက်ကြွနဲ့ပေါ့နော်ပညာပေးကဏ္ဍလေးတွေမှာလည်းအဓိကရုပ်ရှင်အတိုင်းဝိုင်းတွေကနေပြီးတော့ပူးပေါင်းပြီးဆောင်ရွက်ပေးမယ်ဆိုရင်အမတို့နှစ်ဖွဲ့လုံးရဲ့လုပ်ငန်းစဉ်တွေလည်းအကျိုးရှိမယ်နောက်ပြီးတော့အများပြည်သူတွေကဆယ်လီတွေဆိုချစ်ကြရလीเนาะချစ်ကြတဲ့ခါကျတော့သူတို့ကနေပြီးတော့ပြောတဲ့ဟာတွေဆိုရင်ပို့ပြီးတော့အများပြည်သူတွေကစိတ်ဝင်စားမှု attention ပိုများတဲ့ခါကျတော့အမတို့အသင်းဖွဲ့တွေကလည်းဒီရုပ်ရှင်စီယုံနေအမှုပညာရှင်ဂီတအမှုပညာရှင်တွေရောပေါ့เนาะဒါအကုန်လုံးနဲ့ပူးပေါင်းပြီးတော့အမတို့လုပ်ငန်းစဉ်တွေဆောင်ရွက်ခြင်းနဲ့ဆန္ဒမရှိပါတယ်အမကတော့အဓိကအမတငယ်ချင်းမဘယ်များလို့ဆိုလေအမတို့ကအဲ့လိုတိုင်ပင်ဖြစ်တဲ့ခါကျတော့ပေါ့เนาะရင်းနှီးတဲ့လူရှိတယ်လို့အမတို့အမှုပညာရှင်တွေကကျတော့ဘာပြောလုပ်တွေလည်းများကြတယ်အမှုပညာကြီးကျတော့လေအမတို့အသင်းဖွဲ့တွေကမတက်နိုင်တဲ့ခါကျတော့အဲ့လောက်ကြီးအမှုပညာရှင်တွေအနေနဲ့ပေါ့เนาะ pride စိတ်လေးတွေနဲ့အမတို့အသင်းဖွဲ့တွေမှာပူးပေါင်းပြီးဆောင်ရွက်ပေးမယ်ဆိုရင်တို့အမတို့အသင်းဖွဲ့တွေအားလုံးကလည်းအရန်ကိုကျေးဇူးတင်ကြအောင်လေးအများပြည်သူတွေရောအများပြည်သူတွေမှာရှိတဲ့ဒါအများပြည်သူဆိုတာလည်းအမှုပညာရှင်တွေလည်းပါတော့ပြောကျင်တယ်နောက်ပြီးတော့အမတို့လူငယ်စင်တာကနေပြီးတော့ပေးနေတင်တဲ့နေဆိုတဲ့အများပြည်သူတွေလာရောက်တက်နိုင်ကြအောင်ပေါ့နော်အမတို့ကွန်ပျူတာဝါသနာရှင်အသင်းကလည်းလူငယ်စင်တာမှာပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းလေးလည်းအသိပေးပြောကြားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်